ကျွန်တော်ကတော့ရန်စိတ်ပညာဌာနရဲ့အငြင်းစားပါမောက္ခဒေါက်တာဦးခင်မြင့်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းကတော့ counseling psychology သင်တန်းနဲ့ပတ်သက်ပြီးတော့အချင်းချုပ်လေးရှင်းပြချင်ပါတယ်ဒီသင်တန်းကိုကျွန်တော်တို့ဒီခုမကြာခင်မှာပဲ ATBC သင်တန်းကျောင်းကနေစတင်ပြီးတော့ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီသင်တန်းမှာပေါ်မဲ့အကြောင်းကတော့ counseling psychology လို့ပြောလို့ရှိရင်အဓိကအဖြစ်အပိုင်းနှစ်ပိုင်းလေ့ကျင့်ပေးဖို့လိုပါလိမ့်မယ်နော်ပထမပိုင်းကတော့ counseling နဲ့ပတ်သက်တဲ့ knowledge ဒုတိယပိုင်းက skill knowledge နဲ့ skill နှစ်ခုမပါလို့ရှိရင် counseling psychology မှာကျွမ်းကျင်ပိုင်နိုင်တဲ့ counselor ကောင်းတဲ့ဖြစ်နိုင်လိမ့်မယ်လို့ဆရာမယုံကြည်ပါဘူးအဲ့တော့အများအားဖြင့် theory ဘိုင်းဆိုင်ရာပေါ့နော် knowledge က theory ဘိုင်းဆိုင်ရာ theory ဘိုင်းဆိုင်ရာနားလည်သဘောပေါက်ကျွမ်းကျင်ပိုင်နိုင်လေ skill ဘိုင်းမှာပိုရထက်မြက်လာတယ်ပါအဲ့တော့ဒီ theory ဘိုင်းအများအားဖြင့်ဆရာဒိတ်ထားမိတာတော့တော်တော်များများတွေက theory ဘိုင်းကိုမေ့လျော့နေတတ်ကြတယ်ဒါလေးတော့ဆရာသတိပေးခြင်းပါအဲ့တော့နောက်တစ်ခုတစ်ချက်တော့အဲ့ theory ကိုမှအခြေခံပြီးတော့မှ counseling skill ရလို့ပေါ်လာတာပါအဲ့တော့ဒီနေ့ပြောချင်တာတော့ဆရာတို့ဒီသင်တန်းမှာအဓိကအပိုင်းနှစ်ပိုင်းပေါ့ဒီနေ့ဘာသာကြီးနှစ်ဘာသာလို့ပြောရင်ရပါတယ်ပထမတစ်ဘာသာအနေနဲ့ကတော့ developing counseling skill ပေါ့အဲ့မှာဆရာတို့ skill ဘိုင်းကိုကျွမ်းကျင်မှုဘိုင်းကိုသင်မယ်ဆရာကြီးတယောက်ပြင်ပါလိမ့်မယ်ပမောက္ခဆရာကြီးတယောက်တောက်ခါသင်ပါမယ်ဆရာအနေနဲ့က theories and practices of counseling psychology ပေါ့နော် theory နဲ့လက်တွေ့ဘယ်လို practice လုပ်ရတယ်ဆိုတော့ဘိုင်းကိုဆရာကိုယ်တိုင်ပဲအစားဆုံးသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဘိုင်းမှာဒီသင်တန်းပြီးသွားတဲ့အခါကျရင် counselor တယောက်အနေနဲ့အပိုင်းနှစ်ပိုင်းလို့ဖြစ်တဲ့ knowledge ကို skill ကိုရရှိသွားမှာဖြစ်ပါတယ်တကယ်အကြောင်းညွှန်ပိုင်နိုင်ဖို့ဆိုရင်တော့ဆက်လက်ပြီးတော့လေ့လာစီမှုတော့လိုပါလိမ့်မယ်အများကြီးတော့ဆရာတို့ဒီ counselor တွေတော်တော်များများဒီစိတ်ပညာဘာသာနဲ့ဘွဲရတယ်မဟုတ်ကြပါဘူးဘာလို့ဆိုရင်ဘွဲရမဟုတ်ပေမဲ့လည်း counselor ကမဖြစ်နိုင်ဆိုဖြစ်နိုင်ပါတယ်ဘာဖြစ်လဲဆိုရင်အခြေခံစိတ်ပညာရဲ့ concept တွေ theory ကိုဘိုင်းအနေအောင်လေ့လာပြီးတော့ဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ဒီတန်းမှာလာတော့တက်ပဲတော်တော်များများဟာလည်းဘွဲရပုံကိုယ်လေးဆိုပုံပြီးတော့မိသည့်ဘာသာရမှာပဲဘွဲရတယ်ဖြစ်စေဒီတန်းကိုတက်ရောက်လို့ရပါတယ်အဲ့တော့ဒီဘက်မှာ counseling skill ဘိုင်းမှာကျတော့ဆရာတို့အပိုင်း6ဘိုင်းခွဲထားတာပေါ့နော် definition ပေါ့ counseling ဆိုတာဘာလဲcounseling ကိုလေ့လာတဲ့အကြောင်းအရာအကြောင်းတိကျကျပြတ်သားထင်ရှားတာပိုင်နိုင်မသိဘူးဆိုရင် counseling ကမထရောက်နိုင်ပါဘူး counseling ကဘာလို့လဲဘာရည်ရွယ်တယ်လို့လဲကိုရပါတယ်ဒီအကြောင်းတွေကိုပြင်ပါပါနောက်တစ်ခါတော့ counseling process and techniques counseling လုပ်တာပါအစင်မှာဘယ်လို step တွေလိုက်နာရမလဲပြီးတော့ဘယ်လို technique တွေတော့ရမလဲဆိုတော့ပြင်မယ်နောက်ပြီးတော့ practical skill of counselor ကကြောက်တော့လက်တွေ့မှာတော့ကျွမ်းကျင်မှုကိုလေ့ကျင့်ပေးပါရနောက်ပြီးတော့ importance of therapeutic relationship clients and counselor ရဲ့ relationship ပါကြအရင်ရေးကြည့်ပါဒီဘက်ကိုလည်း module တစ်ခုအနေနဲ့ဆောက်တင်ပေးပါမယ်နောက်ပြီးတော့ developing counseling relationship and communicative skill counseling မှာ communicative skill ကလည်းအရင်ရေးကြည့်တာလည်းအပတ် module တစ်ခုနဲ့တင်မယ်ဒီကကြတယ် counseling at work အများကြီး occupational counseling မှာလုပ်ငန်းခွင်မှာလုပ်နေတဲ့ HR သမားတွေအနေနဲ့ပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာတာဝန်ကိုကြီးကြပ်တဲ့လူတွေအတော်များများတွေလူပုဂ္ဂိုလ်တွေနဲ့စီမံအုပ်ချုပ်ရတဲ့လူတွေဖြစ်တဲ့ကြောင့်မို့လို့သူ့မှာစိတ်ပဲဆိုင်ပြတ်တာမျိုးစုံပါလာမှာပါအဲ့ခါကျလုပ်ငန်းခွင်မှာပဲလည်းပဲ counselor ကောင်းတယောက်ရှိနေမယ်ဆိုရင်တော့ဘုံမို့ counselor တီးရမခတ်နိုင်ဘူးဆိုရင်တော့ counseling နဲ့ပတ်သက်တဲ့ knowledge တွေကြွားကျင်တဲ့လူတော်ရှိမယ်ဆိုရင်အများကြီးအထောက်အကူနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီမှာ counseling at work ဆိုတာပိုင်းလည်းပါပါတယ်ဒါကတော့ကျွန်တော် skill နဲ့ပိုင်းလေ့ကျင့်တဲ့ပိုင်းပေါ့ဒီဘက် knowledge ပိုင်းကျတော့ theories ပိုင်း theory ပိုင်းကျတော့ counseling မှာဆရာတို့ကြားဖြတ်ပြီးလိုက်လို့ရှိရင်မမိဘူးပေါ့နော် concept မမိဘူးပေါ့ရှေ့ဟောင်း theory တစ်ခုဖြစ်တဲ့တော့များများတော့ပြောကြပါ psychoanalytic theory ကရှေ့ဟောင်းဖြစ်ဒါပြန်ဆရာအနေနဲ့အမြင်ပြောတယ်တော့ counselor ကောင်းပြဖြစ်လို့ဆိုရင် psychoanalytic theory ကိုအခြေအားဖြင့်သဘောပေါက်ခဲနဲ့မဖြစ်နိုင်ဘူးဒုတိယ theory ကတော့ behavior therapy နော်တတိယ theory ကတော့humanistic psychology နောက်တစ်ခုကတော့ cognitive psychology counseling လောကမှာ theory အများကြီးတက်ပါမှာကဘာမောအကျော်အကြားဆုံးအထင်ရှားဆုံးနဲ့မသိမဖြစ်တဲ့ theory ကတကယ်ဆရာတို့ three wave လို့ဆရာပြောတယ်လိုင်းလုံးကြီးသုံးလုံးပေါ့ပထမက psychoanalytic မှာ psycho ပညာ theory ကကဘာကိုအသွမ်းမိုးသွားတယ်ဘယ်လို wave ဒုတိယ wave ပါတော့ပါဆိုရင်ဒီ Carol ကြာဥဆောင်တယ်နော် client center counseling ပေါ့နော်အဲ့ဒါကြတော့ humanistic psychology approach ဒါဒုတိယစဉ်းစားပါခုတတိယလိုင်းရပါဆို cognitive psychology နဲ့နော် mindfulness therapy ဒါတတိယလိုင်းကိုဆက်ပြောပါ
အဲ့တော့ဒီ theory ဘက်မှာဆရာဒီ line 3 line လို့တော့ငုံပြီးအောင်ခြုံပြီးအောင်သင်ဖို့ကြိုးစားမှာပါဘာလို့ဒီ psychoanalytic theory ဆိုတော့အခြေခံယူလိုက်မယ်ဒီခါကြရပြီပါလားအများကြီးတော့ဘာရောကြာဆိုတော့တော်တော်များများသိကြပါတယ်အခုမှနောက်ပိုင်းမှာတော့ cognitive psychology အဲ့တော့ဒီလိုဆိုရင် counseling လို့ပြောတဲ့ခါကျတော့ counseling မှာ direction 3မျိုးရှိတာပါနော်အဲဒါဆိုရင် non directed counseling directed counseling integrated counseling အဲ့တော့ counseling မှာဆရာအမြင်ပြောလို့ရှိရင်တော့ theory တစ်ခုတည်းပေါ်မှာအခြေခံပြီးတော့ counseling ပေးလို့ရှိရင်ထိရောက်တဲ့ counseling တစ်ခုမဖြစ်နိုင်ဘူးကျွမ်းကျင်တဲ့ counselor ကလည်းကြောင်မဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့လူတွေတော်တော်များများရင်ဆိုင်ပြဿနာတွေကမတူကြဘူးလူတွေကတော့ပြဿနာမျိုးမတူကြပါကိုက counseling ပေးခါမှာ non directed counseling ပဲပုံစံပေးမယ်လို့လည်းမဖြစ်နိုင်တော့ directed counseling ပဲပေးမယ်လို့လည်းမဖြစ်နိုင်ဘူးဒါမှမဟုတ်ဆရာတို့ခုနောက်ဆုံးပေါ်လာတဲ့အမေရိကအပါဝင်တော့ပူညွတ်တက်တီတိုင်းရတယ်ပါ counseling မှာဆိုရှင်အဓိကအဖြစ် counselor တွေတော်တော်များများကို search လုပ်ကြတဲ့အခါကျတော့ integrated counseling approach ဆိုတာသွားတဲ့ counselor တွေအမေရိကမှာဆိုရင် over 95% လောက်က integrated approach သွားတာပါဒါမှမဟုတ်ဆရာတို့ဒီမြန်မာနိုင်ငံမှာလည်းပဲဆရာတို့ကဒီ counseling ပြည်နယ်နယ်ပယ်မှာဒေးလာစီဦးတဲ့လူတွေတွေကိုဆရာတို့ကဒီကြောင့်သိစေခြင်းတဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီတင်တန်းမှာအထူးဖြင့် theory ဘက်ဆိုင်ရာ approach တစ်ခုကိုဆရာတို့ရှင်းပြသွားပြီးတော့နောက်ဆုံးပိတ်မှာ integrated counseling approach ဆရာတို့ရှင်းပြပါမယ်ဆိုရင်ပြည်စုံလုံလောက်တဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရှင်မဖြစ်ဘူးဆိုရင်တော့ diploma အဆင့်တက်တော့မအောက်တဲ့ကျွမ်းကျင်ပိုင်နိုင်မှုတစ်ခုရမယ်လို့ဆရာရေးပြောရပါတယ်ဒီတင်တန်းမှာတရားပါမယ်ဒီတဲ့ပုံကိုရတော့တော်လေးဖြစ်အဓိကအဖြစ်ဓာတ်ရသက်ဆိုင်နေတဲ့သူတွေကတော့ counseling လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းလုပ်မယ်ဆိုရည်ရွယ်ထားတဲ့ counselor ဖြစ်ဖို့အတွက်ရည်ရွယ်ချက်ရှိတဲ့ပုဂ္ဂိုလ်များဒုတိယတစ်ခုကတော့လူမှုရေးလုပ်ငန်းတွေမှာလုပ်တဲ့ပုဂ္ဂိုလ်များเนาะနောက်တစ်ခုကတော့ဒီအထုပြအဖြစ်ဆိုလို့ရှိရင်တော့အများကြီးဒီနေ့เนาะ stress တွေတိတ်များကြတယ်ပြီးပါလေ depression တွေများကြတယ် anxiety တွေများကြတယ်ဒါမို့ဒီ common mental health problem ပေါ့လူအဖြစ်များတဲ့ mental health problem တွေကိုเนาะဘာလို့ကိုကြီးဖြေရှင်းပေးဖို့ရည်ရွယ်ချက်ရှိတဲ့ပုဂ္ဂိုလ်များ medical social workers တွေเนาะဒီမှာ social workers တွေဒီမှာလူအများကြီးတွေထိတွေ့နေပြီးတော့เนาะအတင်းဖွဲ့ပြီးမှဥဆောင်ဥရပြုံးနေများအနေဆုံးဆရာပြောမယ်မိသားစုတစ်ခုထဲမှာတော့မှ counseling knowledge ရှိလို့ရှိရင်မိသားစုတစ်ခုထဲမှာ interpersonal relationship ကအရာကိုဆက်ပြေသွားမယ်။တော့လူမှုဆက်ဆံရေးနဲ့ပဲမှာလည်းထိရောက်ကျွမ်းကျင်တဲ့လူမျိုးပုံပုံများဖြစ်လာနိုင်ပါတယ်။ဒါမှမဟုတ် counseling knowledge ကလူတိုင်းသိထားမယ်ဆိုသိထားတဲ့ပေါ့နော်။ပညာတစ်ခုဖြစ်တယ်လို့ပဲပြောချင်ပါတယ်။ဒီကပို့ပြီးတော့ကျွမ်းကျင်တယ်လေပို့ပြီးတော့ကောင်းမှုတွေပဲဆရာထင်ပါတယ်။ဒါမှဒီသင်တန်းမှာဆရာတို့အတတ်နိုင်ဆုံးစူးစမ်းပြီးတော့လူငယ်အများကြီး counselor ကောင်းတွေဖြစ်လာအောင်လို့မွေးမြူပေးခြင်းနဲ့ဆိုရရွေးချက်နဲ့နောက်ဆရာတို့လေ့ကျပို့ချပေးနေဖြစ်ပါတယ်လို့ပြောချင်ပါတယ် Begin your future with ATBC